ဝေးမလားဆိုတော့ကျွန်တော်အခုကင်မရာကြီးပေးခဲ့ပြီလေဖြစ်စဉ်မှတ်တမ်းတွေကိုဖြစ်စဉ်အသေးစိတ်အတိုင်းမှတ်တမ်းတင်ရိုက်ထားပြီးတော့အင်တာနက်နည်းပညာနဲ့ပို့လူကြုံနဲ့ပဲတင်ကျွန်တော်ရှိကိုပို့အင်တာနက်ကိုတင်ဝိုင်းလို့မှရမယ်ဖြစ်စဉ်ကိုအခုဖန်ခံသွားတဲ့ကိစ္စပြောတာမလားရှင်းနေကိုကျွန်တော်မှားထားခဲ့တယ်ဥပဒေကြောင်းချင်းရာစောင့်ကြည့်ဖို့သူတို့လှုပ်သွားတဲ့တရားစွဲဌာနရဲ့လှုပ်ဆောင်ချက်တွေကိုတစ်ထစ်ချင်းစီမှတ်တမ်းခင်ဗျားတို့ထွက်တဲ့ထွက်ဆိုချက်တွေနဲ့ဘယ်ဟာမှားနေတယ်လဲရှင်းနေကဥပဒေလှုပ်ထုံးနေသူစောင့်ကြည့်လိမ့်မယ်ပြီးတော့မှားတဲ့အချက်ကိုကျွန်တော်တို့သူပြောလိမ့်မယ်ရှင်းနေကသူလူနေနဲ့သွားလို့မရသူကဝန်ထမ်းဖြစ်နေတယ်ကျွန်တော်မှားတဲ့ဟာကိုကျွန်တော်ကသမ္မတရုံးနဲ့ပြည်ထောင်ဝင်ရတည်အောင်ကျွန်တော်ကအရေးဆိုဒီကိစ္စမှားယွင်းတာဆောင်ရွက်ထားတယ်အဲ့လိုအနှစ်ပူပေါင်းပြီးလို့နေရာထဲမှာကျွန်တော်တို့လိုက်မျက်နှာပြလိုက်လို့မသိဘူးဟုတ်လားဥပဒေအဲ့မှာချုပ်ခံထားတဲ့အခင်းကျော်ဆိုတဲ့လူပါလေအဲ့သူတို့ရဲရိုက်ထားတာပေါ့မူရင်စကန်မျိုးမှာစကန်ရိုက်ထားဟုတ်လားတန်ရဘယ်တော့ဖြစ်တယ်မျက်လုံးလည်းမကောင်းကြည့်လို့မကောင်းဟုတ်လားဒါမဆန်းတက်ကလေဘူးမျက်လုံးထိသွားလို့လားပြောတာသူအခုလောချုပ်ထဲမှာလားဟုတ်ကဲ့ချုပ်ထဲမှာဟုတ်လားနာမည်ဘယ်သူတဲ့ခင်းကျော်ဟုတ်လားမူပင်ရဲစကန်ဟုတ်ကဲ့မူပင်ရဲစကန်မျိုးမှာစကန်ရိုက်တာသူထောင်ချုပ်ကိုပို့ထားဟုတ်လားသူကဘာမှုနဲ့ဖမ်းခံရလဲအဲ့ဒီသူခင်းကိစ္စပေါ့နော်ငါဖမ်းတဲ့ကိစ္စပဲညနေရကိုပထမတစ်ခါ6လပိုင်း24ရက်နေ့တုန်းကတစ်ခါဖမ်းတယ်25ရက်နေ့တုန်းက26ရက်နေ့လည်းကြောက်ဘာလို့မြို့မှာစခန်းအပြီးပါကျွန်တော်ရှိပါလွတ်လိုက်ပြီးလို့ပြီးတော့အခုလည်းကြလဲကြောက်သူကတိုင်တော့9ယောက်တိုင်3ယောက်ကိုကြံသေးတယ်ပေါ့နော်တေခံချင်းနဲ့ဆိုတော့တေခံချင်းနဲ့ဆိုတဲ့ခါကျတော့တေခံမပြေဘူးတော့အန်တီဘယ်ချင်းကိုခေါ်ချင်တဲ့ချင်းကိုခေါ်ပါဒီဟာလို့လာပေးမယ်ပေါ့အဲ့လိုမျိုးပြောတဲ့ခါကျတော့အေးဆိုပြီးသူကခုလဲကြလဲကြောက်ဒီ3ယောက်ကိုကဲစင်းဒါပြလက်မှတ်ထိုးပါဆိုလာပုတ်ခိုင်းတယ်ကျွန်တော်ယောက်ျားကိုခင်ကျော်လာပုတ်ခိုင်းတယ်လာပုတ်ခိုင်းတော့အခု17လပိုင်း29ရက်နေ့ကလာပုတ်29ရက်နေ့လာပုတ်တဲ့ခါကျတော့29ရက်နေ့ကအဲ့ဒီကျန်တဲ့3ယောက်ကိုဖမ်းတယ်30ရက်နေ့လည်းကြလဲကြောက်ခင်ကျော်ကအဲ့ဒီလူတွေကိုလည်းပတ်စံ3လုံးပေးရမယ်တဲ့အဲ့ဒါမင်းပတ်စံပြန်မှာပါဆိုတော့မင်းလည်းတယောက်တည်းမဟုတ်ဘူးမင်းလုံးတစ်ခါဖမ်းခံထားတဲ့ကိုခင်မောင်ဝင်းကိုပါခေါ်လိုက်ပါတဲ့အဲ့ကိုခင်မောင်ဝင်းကိုလည်းခေါ်တယ်ခေါ်ပြီးတော့သူတို့2ယောက်ကိုစက်နေမောင်းလာတဲ့ကောင်လေးချိုတူးနိုင်ဆိုတဲ့ကောင်လေးကိုလည်းဖမ်းထားတယ်3ယောက်ဟုတ်လားဟုတ်ကဲ့6ယောက်ဖမ်းပြီးတော့30ရက်နေ့မှာဖမ်းပြီးတော့အဲ့ဒီညပဲဟိုကဖုံးဆက်တယ်ဆိုကျွန်တော်တို့ဂျွာနဲ့ဒီပန်းတနော်နဲ့ဆိုင်ကယ်မောင်းတော့2နာရီလောက်မောင်းလာဖုံးဆက်တယ်ဆိုကျွန်တော်တို့ယောက်ျားတွေလာတိုင်းဖမ်းနေတယ်ယောက်ျားတွေလာတိုင်းဖမ်းနေဆိုတော့ယောက်ျားတွေကမလာရင်မလာရတဲ့ခါကျတော့ကျွန်တော်မိန်းမ3ယောက်လာတော့တညလုံးပုံညောင်းအိမ်မူးထုတ်တဲ့ပြောက်ပုံညောင်းလျှောက်တာပေါ့ဂုံမင်းလည်းရောက်လည်းရောက်တော့မလျှောက်နိုင်တော့ဘူး